အားလုံးပဲမင်္ဂလာပါအခုတစ်ခါမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Microsoft Word ထဲမှာပေါ့နော် page number တွေကိုမတူအောင်ဘယ်လိုမျိုးခွဲတက်မလဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မှမျှဝေပေးခြင်းပါတယ်တော်တော်များများပေါ့နော် thesis ရေးတဲ့လူတွေတော်တော်များများဆိုလို့ရှိရင်သူကဒီလိုမျိုးဥပမာအနေနဲ့ပြောပါပေါ့နော်thesis လုပ်တဲ့သူတွေဆိုလို့ရှိရင်ဒီစာအုပ်ရဲ့အရှိပိုင်းမှာပေါ့နော် acknowledgements တို့ abstract တို့ဒီ table of content တို့သူတို့ရဲ့ page number တက်တဲ့ပုံစံနဲ့ဒီအနောက်ကပေါ့နော်ဒီ chapter 1 2 3 4 5အဲ့ဒါတွေရဲ့ page number တက်တဲ့ပုံကမတူပါဘူးဒါဆိုလို့ရှိရင်ခွဲပြီးတော့မှ file တွေကိုခွဲပြီးတော့မှတင်ကြတယ်ပေါ့နော်ဒီအရှိပိုင်းကိုတက် folder တွေတက်ဆောက်ပြီးတော့မှတင်တယ်အနောက်ပိုင်းကိုကျတော့ folder တက်ဆောက်ပြီးတော့မှတင်ကြတယ်ပြီးမှအဲ့နှစ်ခုကိုတက်စီ print ထုတ်ကြတယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီ file တစ် file ထဲမှာပဲစာမျက်နှာနံပါတ်တွေကိုမတူအောင်ဘယ်လိုမျိုးတက်ရမလဲဆိုတဲ့အကြောင်းလေးပေါ့နော်ပြပြပေးချင်ပါတယ်ဒီမှာဆိုလို့ရှိရင်အားလုံးပေါင်းစာမျက်နှာ6မျက်နှာရှိရပေါ့အဲ့ဒီ6မျက်နှာကိုဒီအပေါ်ပိုင်း3ပိုင်းပေါ့နော် acknowledgement ရဲ့ abstract ရဲ့ဒီ table of content ရဲ့ကိုတက်စာမျက်နှာနံပါတ်တက်ချင်တယ်နောက်အောက်ပိုင်း chapter 1 2 3ကိုစာမျက်နှာနံပါတ်အပေါ်ကနေမတူအောင်ခွဲပြီးမှတက်ချင်တယ်ပေါ့နော်အဲ့လိုမျိုးတက်ချင်တဲ့အခါမှာဘယ်လိုလေးတက်ရလဲဆိုလို့ရှိရင်ပထမဦးဆုံး insert ထဲကိုသွားပါမယ်ထုံးစံတိုင်းပဲ page number အရင်တက်လိုက်ပါမယ်ကိုကြိုက်ရပုံစံလေးရွေးပါမယ်ဒါ page number တက်လိုက်ပြီပေါ့နော်ဒါရိုးရိုးပုံစံတက်လိုက်တာပေါ့ဒီမှာဆိုလို့ရှိရင်ဒါစာမျက်နှာနံပါတ်1ပေါ့နော်ဒီမှာဆိုလို့ရှိရင်အောက်ဆုံးသွားလို့ရှိရင်စာမျက်နှာနံပါတ်6ပေါ့နော်ရှိရယ်စာမျက်နှာ6မျက်နှာရှိရယ်အဲ့ဒါမှ3မျက်နှာစီခွဲတက်ချင်တယ်ပေါ့ဒါဆိုရင်ပထမဆုံးအစိတ်အနေနဲ့စာမျက်နှာနံပါတ်တက်လိုက်ပါပြီပုံမှန်တိုင်းပဲတက်လိုက်တယ်ပြီးလို့ရှိရင်ဆက်ပြီးတော့မှဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီ close header and footer ကိုပိတ်လိုက်ပါပိတ်ပြီးတော့မှသူကနောက်တစ်စိတ်အနေနဲ့ဘာလုပ်ရမလဲဆိုလို့ရှိရင်ဒီများလေးပေါ့နော် undo ကိုခေါ်ပေးရမယ်ပေါ့ဒီလိုမှမဟုတ်ဘဲနဲ့ control နဲ့ z နဲ့တွဲနေလိုက်ရင်ရပါတယ်တဲ့ဒါဆိုလို့ရှိရင်ဒီများလေးတစ်ချက်နှိပ်လိုက်ပြီပေါ့နော်အဲ့များလေးတစ်ချက်နှိပ်လိုက်ပြီနှိပ်ပြီးတော့လို့ရှိရင်ဒီ home ထဲမှာပဲဒီဟာလေးပေါ့ဒါကျတော့သူက paragraph marker show hide button လို့ခေါ်တာပေါ့သူ့ကိုခေါ်လိုက်ပါမယ်သူနှိပ်လိုက်မယ်ဆိုရင်ဒီလိုပုံစံလေးကြာလာမှာပါဒါကကျတော့ဒါကိုစာရိုက်တဲ့နေရာမှာဘယ်နေရာမှာ enter ဆင်းထားတယ်လဲဘယ်နေရာမှာ space bar ချထားလဲဘယ်နေရာမှာ tab ခုံထားလဲစသဖြင့်သူအသေးစိတ်ပြမှာဖြစ်ပါတယ်အသေးစိတ်ပြတဲ့ပုံစံလေးဖြစ်ပါတယ်ဒါဒီသင်္ကေတလေးပေါ့နော်ဖြောက်ချင်လဲသူ့ကိုနှိပ်လိုက်ရမှာဖြစ်ပါတယ်ဖော်ခြင်းအခုကတော့ဖော်ရမယ်ပေါ့နော်အခုအဲ့ဒီသင်္ကေတလေးဖော်လိုက်ပြီဆိုလို့ရှိရင်ကိုကဘယ်နေရာမှာစပြီးတော့မှစာမျက်နှာကိုပြောင်းတက်ချင်တာလဲပေါ့ဒါဆိုလို့ရှိရင်ဒါပထမတစ်မျက်နှာဒုတိယတစ်မျက်နှာတတိယတစ်မျက်နှာဒါကိုတက်ချင်တယ်ဒီမှာ chapter 1နေရာမှာစပြီးတော့မှမတူအောင်ခွဲပြီးမှစပြီးတော့မှတက်ချင်တယ်ဆိုလို့ရှိရင်ကိုစခွဲမဲ့နေရာရဲ့စာမျက်နှာရဲ့အရှိဆုံးမှာကာစာလေးချလိုက်ပါမယ်ကာစာချယူဆိုလို့ရှိရင်ဒီအပေါ်နဲ့အောက်ခွဲရမှာပေါ့နော်ဒါဆိုရင် page လေးရောက်ထဲက breaks ပို့သွားပါမယ်အဲ့မှာ next page ဆိုတာရှိပါတယ်အဲ့လေးကိုနှိပ်လိုက်ပါမယ်အဲ့ဒါနှိပ်လိုက်ပြီဆိုရင်ဒီမှာဒီစာတန်းလေးပေါ်လာမှာပေါ့နော်ဒါကဒီ section break ဖြစ်သွားပြီပေါ့နော်ဒီအပေါ်ပိုင်းနဲ့အောက်ပိုင်းကိုခွဲလိုက်ပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အပေါ်ပိုင်းနဲ့အောက်ပိုင်းတက်စီဖြစ်သွားပြီဆိုလို့ရှိရင်ဒီခွဲလိုက်တဲ့ဒီ chapter 1ကိုစပြန်ပြီးတော့မှ page number တက်ရမယ်ပေါ့နော်ဒီမှာမရှိသေးဘူးပေါ့နော်ဒီမှာစာမျက်နှာနံပါတ်တက်မယ်ဆိုရင် insert တွေက page number ကိုသွားပါမယ်ခုနရွေးခဲ့တဲ့ပုံစံအတိုင်းပဲဒီပုံစံလေးကိုရွေးပါမယ်ဒီပုံစံလေးရွေးလိုက်ပြီးဆိုလို့ရှိရင်သူကဒီမှာ link to previous ဆိုတာရှိတယ် link to previous click လေးကိုသူကဖြုတ်ပေးလိုက်ရမှာဖြစ်ပါတယ် click ဖြုတ်လိုက်ပြီးဆိုတော့ねသူကဒီမှာ chapter 1ကိုစာမျက်နှာနံပါတ်ဒီမှာ4ဖြစ်နေเนาะသူကစာမျက်နှာနံပါတ်4ကနေမလို့ချင်ဘူးတစ်ကနေစပြီးတော့မှစပြီးတက်ချင်တယ်ဆိုလို့ရှိရင်သူက format ပြင်ပေးရမယ်ပေါ့ format ပြင်ချင်တယ်ဆိုရင်ဘယ်ကိုသွားမလဲဆိုရင် insert ထဲက page number မှာပဲ format page number ရှိပါတယ်အဲ့ဒီမှာကိုက1 2 3တက်ချင်တာလားဒါမှမဟုတ် ABC တက်ချင်တာလားရောမကဏ္ဍလေးတက်ချင်တာလားစသဖြင့်ရွေးပေးရမှာဖြစ်ပါတယ်ဒါဆိုရင်1 2 3ထားလိုက်ပါမယ်ဒီမှာ start at ဆိုတာရွေးပေးရပါမယ် start at ကကိုကဒီ number ဘလောက်ကနေပေါ့နော်စာမျက်နှာ number ဘလောက်ကနေစချင်တာလဲ2ကနေစချင်တာလား3ကနေစချင်တာလားစသဖြင့်ပေါ့နော်အခုကတော့1ကနေစချင်တာဆိုတော့ကြောင့်မလို့1ဆိုတာလေးကိုနှိပ်ပေးလိုက်ပါမယ်ပြီး okay ရေးပေးလိုက်ပါမယ် okay ရေးလိုက်ပြီဆိုတော့ねဒီမှာ chapter 1ကစာမျက်နှာ1ဖြစ်ပြီး chapter 2ကစာမျက်နှာ2 chapter 3ကစာမျက်နှာ3ဖြစ်ပြီးဒါဆိုရင်တို့ကို font ပြောင်းချင်တယ်ဆိုရင်လည်းတို့ကို select ပေးပြီးတော့မှ home ထဲကနေဒီမှာအတူအရှုပ်လုပ်လို့ရပါတယ် Times New Roman လေးရွေးလိုက်ပါဒါဆိုလို့ရှိရင်ဒီအောက်ပိုင်းစာမျက်နှာ3ပိုင်းကကျတော့ဒီ1နဲ့3ဖြစ်သွားပြီပေါ့ဒီအပေါ်ကဟာပေါ့နော်ဒီအပေါ်ကဟာကိုကျတော့အောက်ကစာမျက်နှာနဲ့မတူအောင်တက်ချင်တယ်ပေါ့ဒါဆိုလို့ရှိရင်ဘယ်လိုတက်မလဲပေါ့နော်ဒီပုံစံမလိုချင်ဘူးတခြားပုံစံ
ပြောင်းချင်တယ်ဆိုလို့ရှိရင်လည်းပဲဒီမှာ click နှိပ်ပြီးတော့မှ insert တွေက page number မှာ format page number မှာဒီမှာပေါ့နော်ပုံစံလေးပြောင်းမယ်ရောမကဏ္ဍလေးတွေပြောင်းလိုက်မယ်ပြီးရင် start at နေရာမှာတစ်ကနေစပြီးလိုက်မယ်ပေါ့ okay နေလိုက်မယ်အဲဆိုရင်ဒီမှာ1 abstract မှာ2ဒီနေရာမှာ3ပေါ့နော်ဒါအပေါ်ပိုင်းစာမျက်နှာ3ပိုင်းဖြစ်ပါတယ်အပေါ်ပိုင်းစာမျက်နှာ3ပိုင်းမှာသူ့ကိုလည်းပဲ font ပြောင်းခြင်းတယ်ဆိုလို့ရှိရင်လည်းပဲသူ့ကို slap ပေးမယ်ပြီးရင် home လေးက size လေးရွေးလို့ရတယ် font လေးရွေးလို့ရပါတယ်ဒါဆိုလို့ရှိရင်စာမျက်နှာ6မျက်နှာကိုအပေါ်ပိုင်းကတက်တက်အောက်ပိုင်းကတက်တက်စာမျက်နှာတက်ချင်းဖြစ်ပါတယ်ဒီအပေါ်ပိုင်းမှာဆိုလို့ရှိရင်ဒီမှာပေါ့နော်ရောမကဏ္ဍလေးနဲ့1 2ဒီမှာ3ပေါ့နော်နောက်ပြောင်းသွားပြီစာမျက်နှာဒီမှာ1ဒီမှာ2ဒီမှာ3ပေါ့နော်ဒါကတော့စာမျက်နှာတွေကို file တစ်ခုထဲမှာမတူအောင်တက်ချင်လို့ရှိရင်ဘယ်လိုမျိုးခွဲတက်မလဲဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးခဲ့ခြင်းဖြစ်ပါတယ်ဒါကိုပျောက်ချင်တယ်ဆိုလို့ရှိရင်လွတ်တဲ့နေရာမှာ click ထောက်လိုက်မယ်နှစ်ချက်ထောက်လိုက်မယ်ပေါ့နော်ပြီးရင်ဒီတင်ငေတလေးပျောက်ချင်တယ်ဆိုရင်ဒါကိုနေလိုက်ရင်ပျောက်သွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်